ဘောလုံးလောကရဲ့ခေတ်တစ်ခုဟာတစ်ခါလေနေချင်းညချင်းပြောင်းလဲသွားတတ်ပါတယ်။198ကြိမ်မြောက်မန်ချက်စတာဒါဘီပွဲစဉ်ဟာမန်ချက်စတာယူနိုက်တက်တော်တာမန်နိုင်ပွဲတစ်ခုတည်းပို့ခဲ့ပါတယ်။ဒါဟာမိုက်ကယ်ကာရီရဲ့ပထမဆုံးပွဲဦးအတွက်ဖြစ်တယ်လို့ဝိုထရာဖို့ကွင်းကြီးထဲမှာမော်ဆန်နဲ့ခံစားချက်တွေပြန်လည်သက်ဝင်ခဲ့တဲ့နေ့တစ်နေ့လေးဖြစ်ခဲ့ပါတယ်။ဝိုင်းကြီးစဉ်ဘောကဂန်နရီနီးပြကြီးစာအလက်ဖာဂူဇန်ရဲ့တောက်ပတဲ့ပြုံးတွေကပဲဒီနေ့ကဘလောက်ထူးခြားသလဲဆိုတာသက်သေပြနေခဲ့တာပါဝဲစာကလေးကယူနိုက်တက်ဟာအရင်နဲ့မတူတဲ့စနစ်တကျနဲ့ပွဲကိုထိန်းချုပ်နိုင်ခဲ့ပါတယ်ပထမပိုင်းမှာတင်အာမန်နဲ့ဘရူနိုဖာနန်ဒိုတို့ရဲ့ဂိုးတွေတင်းယူနိုင်ခဲ့ပေမဲ့ offside ဖြစ်လို့ပေဖြစ်ချင်းခံခဲ့ရပါတယ်ဒါပေမဲ့ကွင်းထဲမှာတော့ယူနိုက်တက်ရဲ့အရှိန်ဟုန်ကတိတိတတ်တာကိုအားကောင်းနေခဲ့ပါပြီနီးပြကာရီပြောသလိုပါပဲကကြည့်ရင်ဗျမ်းမရာဖြစ်နေတဲ့အပတ်လို့ထင်ရပြီမဲ့အသင်းတွဲမှာတော့အရာအလုံးဟာတင်းငင်ပြီးစနစ်တကျရှိနေခဲ့တာပါဒုတိယပိုင်းမှာတော့ United ရဲ့တံမြန်တိုက်စစ်တွေကစတင်လှုပ်လာပါတယ် into the box where it's headed away Harry Maguire ရဲ့အဖိုးတန်နဲ့ခေါင်းတိုက်ဖြတ်ထုတ်မှုကတဆင်ကွင်းလဲလူအသင်းကောင်းဆောင် Bruno Fernandes စီဘလုံးရောက်ရှိသွားပါတယ် Bruno ကတဆင်အမ်ဘူမိုစီကိုအလိုက်တင်ပြီးပို့လိုက်တဲ့အချိန်မှာအင်ဒန်ထီရောက်တဲ့တိုက်စစ်တကူဖြစ်ခဲ့ပါတယ်ဒီကိုဟာအိုထရာဖိုဂျီထဲမှာဖက်တင်ထပ်သွားခဲ့ပါတယ်တိတ်မကြခင်မှာပဲနောက်ထပ်ဂိုးကိုထပ်ရခဲ့ပါတယ်အဲဒီကိုမှာတော့ကွန်ညာရဲ့ကြိုးစားအားထုတ်မှုကအဓိကကြားခဲ့ပါတယ်သူကနေပြီးလိုက်တဲ့ဘောလုံးကိုပတ်ထရီထောင်းကဘိုးကတော့ပွဲပြီးမှာသူဟာသူ့အသင်းပေါ်ကိုယုံကြည်လို့သာပြေးဝင်ခဲ့တာပါဘောလုံးရောက်လာတဲ့အချိန်မှာတော့မျက်စိမှိတ်ပြီးတော့ကန်သွင်းခဲ့တာလို့ပွဲပြီးမှာရေရင်မိုးပြောပြခဲ့ပါသေးတယ်I just close my eyes and hope they win it. ဒီပွဲရဲ့အားအသင်းစရာကောင်းသောချက်ကတော့ဒိုက်စစ်မှာအင်အားကောင်းလာပါပြီဆိုတဲ့ Manchester City သင်းဟာတဝဲလုံးမှာဂိုးပေါက်တက်မှုတစ်ချိန်မှမရှိခဲ့တာပါ United ကခံစစ်မှာကြောက်ဆောင်တစ်ခုလိုခိုင်မာနေခဲ့တယ်လို့ကစားသမားတိုင်းက100%ဆောင်းမှုပြီးဆက်ကစားခဲ့ကြပါတယ်ပွဲမိမှာတော့နှစ်ကိုခုမရှိဆိုတဲ့ရလဒ်နဲ့အတူ United ကအမှတ်ပေးစရာရဲ့အဆင့်၄နေရာကိုတက်လှမ်းနိုင်ခဲ့ပါတယ်ဒီနိုင်ပွဲက Michael Carrick ရဲ့နီးပြဘောက Manchester United အတွက်အကောင်းဆုံးစာပြုမှုတစ်ခုပါပဲကစားသမားတွေကြားမှာစီးလုံးမှုတွေရှိလာသလိုပရိသတ်တွေနဲ့အသင်းကြားမှာလည်းပြန်လည်ချိတ်ဆက်မှုတွေအားကောင်းလာခဲ့ပါတယ်ရှေ့မှာတော့ Arsenal လိုခက်ခဲတဲ့ပြိုင်ပွဲနဲ့ရင်ဆိုင်ရဖို့ရှိနေပြီမဲ့ဒီနေ့ပြသခဲ့တဲ့ခြေစမ်းအတိုင်းသာဆက်ကစားနိုင်မယ်ဆိုရင် United ရဲ့အနာဂတ်ဟာလှပနေဦးမှာသိချပါပဲနိုင်ပွဲလေးတစ်ခုအတွက်ပရိသတ်တွေအနေနဲ့အရန် over ဖြစ်လွန်းနေလို့မေးရရှိပါတယ်ကျွန်တော်တို့ဟာတီးဟင်းနေတယ်နေရာကြီးရဲ့အောင်မြင်မှုတွေကိုထမင်းစီဆန်ရွှေလင်ပန်းနဲ့တောင်းတနေရမျိုးမဟုတ်ပါဘူးအောင်မြင်မှုတွေနဲ့အသားကျနေတဲ့အရင်ကချိန်တွေကိုတန်းတာမိအောင်ပါဗျာဆိုပြီး United fan တယောက်ကပေးပို့လာပါတယ်အဆုံးထိကြည့်ပေးကြတဲ့ပေးတဲ့တယောက်ချင်းကိုကျေးဇူးများကြီးတင်ပါတယ်ဝေဖန်အကြံပြုပေးချင်တာဖြစ်ဖြစ်သတင်းဦးသတင်းထူးခံစားချက်တွေပေးပို့ပေးချင်တာဖြစ်ဖြစ်စာပို့စပင်းလေးကိုပေးပို့နိုင်ပါတယ်ခင်ဗျာ